အားလုံးပဲမင်္ဂလာပါခင်ဗျ Peace Time Education Center မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ချင်းမောင်ပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာက distributive pronoun ဖြစ်တဲ့ဖြန့်ဝေရနာမ်စာအကြောင်းပါဒီ distributive pronoun နဲ့က either neither each အကြောင်းလေးကိုမျှဝေပေးခြင်းပါတယ် either ဆိုတာကနှစ်ခုနှစ်တစ်ခုခုနှစ်ဦးနှစ်တဦးလို့အဓိပ္ပာယ်ရပါတယ် neither ကိုတော့နှစ်ဦးစလုံးမဟုတ်ဘူးနှစ်ခုစလုံးမဟုတ်ဘူးဆိုပြီးတော့အသုံးပြုပါတယ်ဒါပေမဲ့သူ့အဆိုအဝါကြမှာသုံးပေမဲ့ကျွန်တော်တို့ဘာသာပြန်တဲ့ခါကျရင်အငြင်းအနက်တွေပဲပေးရပါတယ် each ကိုတော့အသီးသီးဒါမှမဟုတ်တစ်ခုစီဒါမှမဟုတ်တဦးဆိုပြီးတော့တဦးစီဆိုပြီးဘာသာပြန်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ distributive pronoun တွေကိုစာကြောင်းပေါ့ sentence တစ်ခုရဲ့ဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုရင် subject နေရာမှာသုံးလို့ရတယ် object နေရာမှာသုံးလို့ရတယ် subject complement နေရာမှာသုံးလို့ရတယ် direct object နေရာမှာသုံးလို့ရတယ် indirect object နေရာမှာသုံးလို့ရတယ်နောက်ပြီးတော့ prepositional phrase နေရာမှာသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ distributive pronoun ကိုဥပမာအနေနဲ့ကျွန်တော်တို့သုံးကြည့်မယ်ဆိုလို့ရှိရင် either must be a teacher ဒီမှာနှစ်ဦးတည်းကတူဦးကဆရာဖြစ်ရမယ်ဆိုတဲ့နေရာမှာ either ကိုကျွန်တော်တို့သုံးထားတာ subject နေရာမှာသုံးထားတယ်ပေါ့ subject တာဝန်ယူတယ်ဒါကြောင့်မို့လို့ either ကို subject နေရာမှာသုံးနိုင်ပါတယ်နောက်ထပ် the writer would be either ၎င်းစာရေးဆရာသည်နှစ်ဦးနဲ့တူဦးဖြစ်ရမယ်ဆိုတဲ့နေရာမှာ would be either လို့သုံးထားတဲ့အတွက်ကြောင့်မို့လို့သူကိုကျွန်တော်တို့က subject complement နေရာမှာသုံးထားတဲ့အတွက်ကြောင့် subject complement နေရာမှာသုံးနိုင်တယ်လို့သတ်မှတ်နိုင်ပါတယ်နောက်တစ်ခုက she likes neither သူမသည်နှစ်ခုစလုံးကိုမကြိုက်ဘူးဒီမှာ likes neither နှစ်ခုစလုံးကိုမကြိုက်ဘူးဆိုတဲ့နေရာမှာဒီ neither က object နေရာမှာသုံးထားတဲ့အတွက် object တာဝန်ကိုထမ်းဆောင်တယ်နောက်တစ်ခုကဦးမြ teaches them each ဦးမြကသူတို့ကိုတစ်ခုစီသင်ပေးတယ်ဒီနေရာမှာဆိုလို့ရှိရင် each ကိုကျွန်တော်တို့သုံးထားတာက direct object အနေနဲ့သုံးထားတယ်ပေါ့ဒါဆို indirect object အနေနဲ့သုံးမယ်ဆိုလို့ရှိရင် he gave a book to each သူဒီတဦးစီကိုစာအုပ်တုပ်စီပေးတယ်ပေါ့ဒီသုံးထားတဲ့အခါမှာ each ကိုကျွန်တော်တို့က indirect object အနေနဲ့သုံးထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ prepositional phrase အနေနဲ့သုံးမယ်ဆိုရင် I can borrow money from neither ကျွန်တော်ဒီပတ်စံကိုဘယ်သူရှိရမှာချီးမရဘူးပေါ့ဒီမှာ from neither လို့ဖြစ်တဲ့အတွက်ကျွန်တော်တို့က prepositional phrase အနေနဲ့ဒီ neither ကိုသုံးထားခြင်းဖြစ်ပါတယ်ဒါဆို neither တို့ either တို့ each တို့ကိုကျွန်တော်တို့က off ခံပြီးတော့လည်းသုံးလို့ရပါတယ်သို့ပေမဲ့ကျွန်တော်တို့သုံးမဲ့ verb က singular verb ဖြစ်ရပါမယ်ဘယ်လိုသုံးမလဲဆိုရင် each of the girl is beautiful ဒီစာကြောင်းမှာဆိုရင် main ကလေးများကတဦးစီအသီးသီးချောကြတယ်ပေါ့ main ကလေးအသီးသီးလှကြတယ်တဦးစီအလှတရားတွေရှိကြတယ်လို့သုံးခြင်းဖြစ်ပါတယ်နောက်တစ်ခုက either of the two girls is beautiful main ကလေးနှစ်ဦးနဲ့တဦးကလှတယ် main ကလေးနှစ်ဦးနဲ့တယောက်ကလှတယ်လို့သုံးခြင်းဖြစ်ပါတယ်နောက်တစ်ခုက neither နဲ့သုံးမယ်ဆိုရင် neither of the two girls is beautiful main ကလေးနှစ်ယောက်အနက်တယောက်မှမလှဘူး main ကလေးနှစ်ယောက်နဲ့တယောက်မှမကြောဘူးလို့သုံးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအထူးသတိပြုရမှာက neither ကိုလူတလိမ့်ဆန်အရာဝတ္ထုပေါ့အကြောင်းအရာနှစ်ခုနေရာမှာပဲသုံးလို့ရပါတယ်နှစ်ခုထပ်ပို့သွားတဲ့အရာဆိုရင်ကျွန်တော် none ကိုသုံးမယ်ဒါမှမဟုတ် no one ကိုသုံးမယ်ပေါ့ဥပမာအဖြစ် neither of the two girls is beautiful none of the three girls is beautiful အဲ့တော့ဒီစာကြောင်းမှာဆိုရင်ကျွန်တော်တို့ကနှစ်ဦးကို neither နဲ့သုံးပြီးတော့နှစ်ဦးထပ်ပို့တဲ့အရာတွေဆိုတော့ကျွန်တော်တို့က none ကိုသုံးနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေဟာအရင်ထက်ဒီ either neither each ပေါ့နော်အသုံးနှုန်းလေးတွေကိုပို့ပြီးတော့သိရှိလာလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးတွေကိုလည်းကြည့်ရှုပေးပါလို့ကျွန်တော်ဒီကတောင်းဆိုပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်ဒီကမေတ္တာပို့သပါတယ်ခင်ဗျနောက်ဗီဒီယိုဖိုင်မှာပြန်လည်တွေ့ပါမယ် bye